Hey guys အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ Backdrive ပါဒီနေ့မှာကျွန်တော် Match လာ21ရက်နေ့မှာထွက်ရှိထားတဲ့ Micro Like ကပြောပြသွားတယ်new bio new morph နဲ့ကြောင်းလဲသွားတဲ့အကြောင်းအရာလေးချိုးကျွန်တော်ကပြန်ပြီးပြောပြသွားမှာဖြစ်ပါတယ်ဆိုတော့ video ကိုချိန်ဆွဲပဲစလိုက်ကြအောင်ပါနော်ပထမဆုံးအနေနဲ့ဆိုရင် new bio ပါအဲ့ new bio မှာရှောက်မယ်ဆိုရှင်တော့အခုလို cave energy တွေသွားရမယ်ပေါ့ဗျာခုကျွန်တော်တွားပြထားပါတယ်ဒီဗီဒီယိုကျွန်တော်ကိုယ်တိုင်ဗီဒီယိုမဟုတ်ပါဘူးMinecraft like ကနေပြီးတော့ပြန်ပြီးတော့ design လုပ်ထားပါတော့အခုတွားနေပြီcave အကျယ်ကြီးဒီမှာပဲတွေ့တတ်တာပါနော်အကျယ်ကြီးဆိုမှတကယ်အကျယ်ကြီးဒီမှာပါတွေ့အခုဆိုမြင်နေရပါပြီဟိုအပေါ်ဆုံးဒီမှာတွေ့ကြမယ်ထင်ပါတယ်အမအနီရောင်လေးနဲ့အဝါရောင်လေးပါတော့အဲ့ဒီ cave ဖြစ်ပါအဲ့ cave နဲ့ sofa cave လို့ခေါ်ပါတယ် sofa မဟုတ်တော့ sofa ဆိုတော့သူကstone တိုင်းနေမဟုတ်ဘဲနဲ့ခုလိုမျိုးသူရဲ့ sofa block ရင်းနဲ့တိုင်းနေထောင်ထားပါဗျာတကယ်အကျဉ်းဆုံးအကျဉ်းခုလိုမျိုး potion အစိတ်တွေနဲ့ပြင်းနေတဲ့ကန်တွေလည်းတွေ့နိုင်ပါတယ်ဒါပေမဲ့အဲ့တွေမသွားတင်ဘူးပေါ့နော်အဲ့ဒါဆိုသူကမူးစေအဖက်ကိုပြရပေါ့နော်ဒီမှာကြော်ပြမယ်ဘယ်လိုမူးစေအဖက်ကိုလဲဆိုတော့ဒီမှာအဲ့လိုမျိုးအဖက်ကိုရရပေါ့တော်မူးပါမယ်ဗျဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်အသိပါလိုက် new block ကိုပြောပါမယ်ဒါကတော့ new block ပါ new block ကိုအခုလိုတူးနိုင်ပါတယ်သူက diamond pick နဲ့တူပြရတယ်အဲ့ဒီ new block ကနေပြီးတော့အခုလိုမျိုးအိမ်ဆောက်တဲ့ပစ္စည်းတွေကိုလုံနိုင်တယ် cave ထဲမှာအိမ်ဆောက်တာကတော့အသိမရပဲသူဆောက်ပြတာကတော့တော့ကြည့်လို့ကောင်းတယ်ပေါ့ဗျာပြီးနောက်တစ်ခုကတော့ new morph ဖြစ်တဲ့ sofa cube လို့ခေါ်ပါတယ်အဲ့ sofa cube တွေကslime နဲ့တော်တော်တူပေမဲ့ slime လို့မဟုတ်ပါဘူး slime လူတွေကိုအနေပြုတယ်သူကလုံးဝအနေမပြုပါဘူးလုံးဝပါအခုလိုခွန်စားသွားနေသူကလုံးဝချစ်ဖို့ခေါ်ပါတယ်အခုဒီမှာကြည့်ပါလုံးဝတိုင်းနေမပြုဘူးเนาะသူက block လေးတစ်ခုချရှင်အဲ့ block ရဲ့အကြောင်းတိုင်းပြောင်းသွားနိုင်တယ်ဗျာအခုဆို data block ဆိုရင်data block ရဲ့အကြောင်းတိုင်းလုံးဝပြောင်းသွားနိုင်တယ်ပေါ့ဒီမှာ data block ဒါကတော့ဘာ block လဲသူပြထားဘူးပေါ့နော်ဒီမှာဒါဆိုရင်သူ block ပေးရပေါ့နော်ဒီ block ကတော့ nether အပင်ပေါ့နော်nether ရဲ့မှာရှိတဲ့အပင်ကနေပြီးလောက်တာသူကရိုက်တစ်ချက်ရိုက်မယ်ဆိုအဝေးကိုလွင့်သွားနိုင်ပေါ့နော်ပြီးရှင်ဘယ်လိုလုပ်ရဆိုအခုလိုမျိုးတငယ်ချင်းတွေနဲ့လည်းကစားလို့ရပါတယ်ဒါတော့တော်တော်မိုက်တယ်လို့ပြောရရပေါ့နော်ချစ်ဖို့လည်းကောင်းတယ်ပြီးလို့ရှိရင်အခုလိုပဲကစားလို့ရတယ်ဆိုဒါက tennis ကစားပြတာဒါကတော့ golf ရိုက်တာပေါ့နော်တော်တော်မိုက်တယ်ဗျပြီးရှင်အခုလိုငယ်ရတွေ့ဘူးလေပွဲစည်းတန်းလူပြင်းတရားကြီးလေးလုပ်ပြီးဆောက်လို့ရတယ်ပေါ့ဗျာတစ်ချက်ရိုက်မယ်ဆိုအခုလိုဝေးလွင့်အောင်ပေါ့နော်လေချာပဲစိတ်ပေါ့ပြီးရင်နောက်တစ်ခုကတော့ပြောင်းလဲသွားမှုများအနေနဲ့ဆိုရင်တော့baby mob ပေါ့ baby mob လေးရတော်တော်ပြောင်းလဲသွားတယ်ချစ်ဖို့လည်းတော်တော်ကောင်းလာတယ်ပေါ့နော်အခုဆိုရင်မှာလိတ်လေးလည်းတော့ချစ်ဖို့ကောင်းတာတွေ့ရတယ်ဒါတော့လိတ်မီနဲ့သူသားလေးပေါ့နော်တွန်းနေပုံစံလေးလုံးဝချစ်စရာကောင်းတယ်ပေါ့ဒါတော့နေတာထဲမှာရှိရဝက်တွေပြီးရင်ဒါကတော့မြင်းနေစားတာပေါ့နော်စားဒါ baby chicken baby sheep baby fowl baby axolotl အဲ့တော့ကျွန်တော်ခေါ်တတ်တော့ပဲအခုမှအကောင်လေးပေါ့နော်ဒီဒါ baby villager လည်းတော်တော်ပြောင်းလဲသွားပါပေါ့နော်ရန်လို့ဆောက်လိုက်ကြခေါ်လို့ပေါ့စားတာပြီးနေတက်ကိုလည်းခွက်လို့ရပါပဲနေတက်ခွက်မဆို iron ink တခုထည့်ပြီး paper လေးထည့်လေဆိုတော့ထည့်ပြီးတော့နေတက်ကိုခွက်လို့ရပါပြီအရင်လိုပဲနော်မဟုတ်တော့ဘူးနော်အရင်တော့ဆိုတိတ်ပြီးရှားခတ်တာအခုတော့အလွယ်လို့ရပါပြီပြီးရှင်ကြိုက်တော့အမေတွေပေးလို့ရပါဗျာအသစ်ပါလာတဲ့ golden data line ကို cranny ကိုပြောပြသွားမှာဖြစ်ပါတယ် golden data line ကို cran မယ်ဆို criteria တွေကိုဝင်ပြီးတော့ကျွန်တော်အခုပြတဲ့လိုမျိုး level ပန်းလေးဝင်ထားပြီးတော့ PNB golden ink လေးထားနိုင်မယ်ဆိုရင် golden data line criteria ရပါပဲအဲဒီ golden data line ကို baby mod လေးကျွေးနေမယ်ဆိုရင်အခုလိုလုံးဝချစ်ဖို့ကောင်းပြီးတော့မကြည့်တော့ရပါဘူးဆိုတော့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအကယ် brother joy ဗီဒီယိုလေးချိန်ရတဲ့မယ်ဆိုရင်တော့ like subscribe comment နဲ့ကူညီပေးတော့မြတ်တာရက်ခံချင်ပါတယ် brother ရဲ့ရေးတဲ့ comment တွေကြောင့်လည်း like share subscribe ခလုတ်လေးနေခဲ့ခြင်းအဖြစ် joy ရဲ့နောက်ဗီဒီယိုရင်မှုအတွက်ခွင့်ပြုပေးနိုင်ပါတယ်ဆိုတော့ကူညီပေးတော့
သွားကြဖို့မေတ္တာရက်ခံချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်